မင်္ဂလာပါရှင် Diary by Sandy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီညမှာတော့ Sandy ရဲ့ဇပွဲပေါ်ကိုရောက်လာတာကနှင်းလို့အမီရတဲ့ကောင်မလေးတစ်ယောက်ရဲ့ Diary လေးပါရှင်လူတွေကစောင်းရတီကိုအဲစိနယ်လို့ထင်ကြပေမဲ့နှင်းရဲ့ Diary ထဲမှာတော့အဲ့ဒီစောင်းရဟာသူမအထွတ်ဘယ်တော့မှမမိနိုင်တဲ့နှွေးထွေးမှုတွေနဲ့ပြင်းထန်နေခဲ့ပါတယ်ရှင်နှင်းတယောက်ထဲအခန်းထဲမှာစောင်းအီအီလေးကိုခြုံပြီးစာဖတ်နေမိတယ်။အပြင်မှာတော့စောင်းလေကတဝါဝါနဲ့တိုက်ခတ်နေပြီးအေးစိနေတာပေါ့။အဲ့ဒီအချိန်မှာအခန်းတကားပွင့်လာပြီးသူရောက်လာခဲ့တယ်။သူ့ရဲ့ကိုသေးနံတင်သေးလေးကအခန်းထဲမှာပြန်လွင့်သွားပြီးနှင်းရဲ့ရင်ခုန်တန်းဒီကိုနှိုးဆိုလိုက်တယ်လို့ပါပဲ။အေးနေလားနှင်းဆိုပြီးသူကနှင်းရဲ့ဘေးနားမှာဝင်ထိုင်လိုက်တဲ့အခါနှင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာလျှက်စစ်စည်းတယ်လို့မျိုးရှိန်ခနဲထစ်သွားခဲ့ရတယ်။သူ့ရဲ့တန်မာတဲ့လက်မောင်းလေးကြားထဲမှာနှင်းကိုဆွဲပွေလိုက်တဲ့အခါစောင်းရရဲ့အေးတန်တွေဟာချက်ချင်းပဲပျောက်ကွယ်သွားခဲ့ရတယ်။သူ့ရဲ့နှွေးထွေးတဲ့အသက်ရှူတန်တွေကနှင်းရဲ့ပါးပင်လေးပေါ်ကိုလာထိတွေ့တဲ့အခါနှင်းရဲ့နှလုံးသားဟာစီးနှင်းတွေနေရောင်အောက်မှာအေးပျော်ကြတယ်လို့မျိုးဖွက်သွားခဲ့ပါပြီ။စကလုံးတွေမလိုတဲ့အထီးတွေကြားမှာနှင်းတို့နှစ်ယောက်ရဲ့အကြည့်ချင်းစုံမိလိုက်တဲ့ခဏဟာကဘာကြီးတစ်ခုလုံးရက်တန့်သွားတယ်လို့ပါပဲအသားချင်းထိတွေ့မှုတိုင်းကနေထွက်ပေါ်လာတဲ့အပူရှိန်တွေကအေးစိမ်နေတဲ့ညံ့နက်ပိုင်းကိုတာယာလှပတဲ့အိမ်မက်တစ်ခုအခေပြောင်းလဲပေးလိုက်ပါတော့ရရှင်ဒါကတော့နှင်းရဲ့ diary ထဲကအမတ်တရညာလေးတညာပေါ့ရှင်ကိုရိုရောဒီလိုမျိုးစောင်းရရဲ့အေးတန်ကိုအချစ်တွေနဲ့အောင်နိုင်ခဲ့ဘူးရဲ့အမတ်တရားတွေရှိလာရင်ရှိရင်စန်ဒီကိုcomment မှာပြောပြခဲ့အောင်နော်နောက်ထပ်လေစန်ဒီစီကိုဘသူ diary တွေရောက်လာအောင်မလဲဆိုတာစောင့်မျှော်အားပေးကြပါအောင်ရှင် like နဲ့ subscribe လုပ်ထားဖို့လေမမေ့နဲ့အောင်နော်အားလုံးပဲနှွေးထွေးတဲ့ညလေးဖြစ်ပါစေရှင်